ဗီဇဟောင်းတွေရဲ့အကြည့်တက်မျက်နှာစာများကျွန်တော်တို့လူသားတွေရဲ့အပြုတ်မှုနောက်ွယ်ကပင်ကိုဗီဇ underlying motives တွေကတော့ဘယ်တော့မှပြောင်းလဲမသွားပါဘူးပြောင်းလဲသွားတာကအဲ့ဒီစံတာကိုဖြည့်ဆည်းပေးတဲ့ကိရိယာတွေပဲဖြစ်ပါတယ်တခြားသူတွေနဲ့ချိတ်ဆက်ခြင်းတဲ့ဗီဇရှိရင် Facebook သုံးမိမယ်အချစ်ကိုရှာဖွေပြီးရွေးဆက်ပြတ်ပွားခြင်းတဲ့ဗီဇရှိရင် Tinder လို app တွေသုံးမိမယ်မရေရာမှုတွေကိုရှော့ချခြင်းရင် Google မှာရှာမယ်လူမှုပေါင်းခြင်းရဲ့အသိမပြုမှုကိုလိုချင်ရင် Instagram မှာပုံလေးတင်မယ်ခက်ခဲတဲ့အလေးထားကိုနှစ်သက်လာအောင်အုံနောက်ကိုပြန်လည်လေ့ကျင့်ခြင်းခက်ခဲတဲ့အလေးထားတွေကိုပိုပြီးဖက်ဆောင်မှုရှိအောင်လုပ်လို့ရပါတယ်အဓိကအဲ့ဒီအလုပ်ကိုပေါင်းလက္ခဏာဆောင်တဲ့အတွေ့အကြုံတစ်ခုနဲ့ချိတ်ဆက်ပေးဖို့ပါပဲအလေးထားတစ်ခုရဲ့အားနည်းချက်ဒုက္ခကိုကြည့်မဲ့အစားအဲ့ဒီကနေရမယ့်အကျိုးကျေးဇူးကိုပဲအသားပေးစဉ်းစားခြင်းအဖြစ်တိစိတ်ကိုချိန်တိုအတွင်းပြန်လည်ပြင်ဆင် reprogram လုပ်လို့ရပါတယ်ဥပမာအားဖြင့်လက်ကျန်လုပ်ခြင်းကိုညီမနာလို့မမြင်ပဲကျဲမှာကြက်ခံပြီးနေလို့ကောင်းလာမှအဲ့လိုမြည်ကြည့်ပါအိမ်တက်ရှင်းရေးလုပ်ခြင်းကိုချိန်ကုန်လာလို့မြင်ပဲစိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်မဲ့ပုံဝင်ကျင်တစ်ခုဖန်တီးတာလို့ပြောင်းလဲစဉ်းစားကြည့်ပါငါလောက်ရအောင်မယ် I have to ဆိုတဲ့စကားလုံးကိုငါလောက်ခွေရတာ I get to ဆိုတဲ့စကားလုံးနဲ့အစားထိုးလိုက်ရုံနဲ့တင်တည့်ရစိတ်ခံစားချက်ကအများကြီးပြောင်းလဲသွားနိုင်ပါတယ်ရှုတော့ပြောင်းပြီးအသေးထကိုပုံပေါ်ခြင်းပတ်စံစုခြင်းကိုခုလောလောဆယ်အသုံးဆွဲတဲ့နာခံရတာလို့မတွေးပါနဲ့နောက်တစ်ချိန်မှာရလာမဲ့ငွေရေးကြေးရေးလွတ်လပ်ခွေးလို့မြင်ကြည့်ပါအကြည့်စုတစ်ခုကိုဖျောက်ခြင်းရင်အဲ့ဒီအကြည့်ကိုဆက်လုပ်နေတဲ့ဟာဘလောက်တော့ဆွဲဆောင်မှုမရှိဘူးလဲဆိုတာကိုပေါ်လွင်အောင်လုပ်ပါအဲ့ဒီအကြည့်ကိုမလုပ်ဘဲနေခြင်းအဖြစ်ရလာမဲ့အကျိုးကျေးဇူးတွေကိုပဲအမြဲအယုံစိုက်ပါတတိယဥပဒေတာလောက်ရတာလွယ်ကူပါစေmake it easy အလေးထားတစ်ခုဖြစ်တည်လာဖို့တကယ်ပဲအချိန်မလောက်ကြာမလဲအလေးထားတစ်ခုကိုထပ်ခါတည်းလဲလှုပ်နေလေအဲ့ဒီပြုမှုဟာအလိုလျောက်ပိုဖြစ်လာလေပါပဲတင်ကအလုပ်တစ်ခုကိုထပ်ခါတည်းလဲလှုပ်တဲ့အခါပြုံတော့ဟာအဲ့ဒီအလုပ်ကိုပိုပြီးထိထိရောက်လုပ်နိုင်ဖို့အတွက်ပြောင်းလဲဖွဲ့စည်းလာပါတယ်အာယုံကျော်သိမ့်မှပညာရှင်တွေဒါကိုမသိရှိခင်ကတည်းကထက်ခါတလဲလဲလှုပ်ခြင်းဟာအလေးထားဖြစ်ဖို့အစွမ်းထက်ဆုံးကိရိယာဆိုတာကိုကျွန်တော်တို့သိခဲ့ကြပြီးသားဖြစ်ပါတယ်။တင်ဟာအလုပ်တစ်ခုကိုထပ်လုပ်တိုင်းအဲ့ဒီလေးထားနဲ့သက်ဆိုင်တဲ့အာယုံကျော်ဆက်သွယ်မှုတွေကိုပိုပြီးတောက်ဝေစီပါတယ်။ဒါကြောင့်လေးထားတစ်ခုဖြစ်ဖို့အတွက်ရပောင်ဘလောက်ကြာလဲဆိုပြီးအချိန်နဲ့တိုင်းတာတာဟာပါရင်းတဲ့ချင်းကပ်မှုကတကယ်တမ်းကအကြိမ်ဘလောက်ထပ်လုပ်ဖြစ်တယ်လဲဆိုတဲ့အရေးသွက်နဲ့ပဲတိုင်းတာသိပါတယ်။ခုခံမှုတွေကိုရှော့ချခြင်း reducing friction လေးထားတစ်ခုကိုဆွဲပြဖို့ဆိုရင်အဲ့ဒီအလုပ်နဲ့တင်းတဲ့ကြားမှာရှိတဲ့အသားစီးသို့မဟုတ်ခုခံမှုတွေကိုအနည်းဆုံးဖြစ်အောင်ရှော့ချရပါမယ်။ဒါကိုအားစိုက်ထုတ်မှုအနည်းဆုံးနေရာမှာ the law of least effort လို့ခေါ်ပါတယ်။အားစိုက်ထုတ်မှုအနည်းဆုံးနေရာမှာ the law of least effort ဒီလိုတစ်ခုကအားစိုက်ထုတ်မှု energy ပိုလိုလေအဲ့ဒီအလုပ်ဖြစ်မြောက်ဖို့အခွင့်အလမ်းပိုနေလေပါပဲ။ဥပမာတနေ့ကိုစာတနင်္လာပဲဖတ်မယ်ဆိုတဲ့အလေးထားမျိုးကအားစိုက်စီရမလို့သလောက်မို့လို့အလွယ်တကူဖြစ်မြောက်နိုင်ပါတယ်။အလေးထားတစ်ခုဟာအားစိုက်ထုတ်မှုနည်းလေဖြစ်လာဖို့ပိုသေးရလေပါပဲ။တင်နဲ့တင်လိုချင်တဲ့ရလက်ကြမှာအသားစီကြီးလေခုခံမှု friction ကိုများလေပါပဲဥပမာအားကစားလုပ်ဖို့အတွက်တွားရမယ့်ဂျင်ကတေလန်ကြောင်းနဲ့မိနစ်20လောက်ဝေးနေမယ်ဆိုရင်တင်တွားဖြစ်ဖို့ခဲရင်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီဂျင်ကတေလောက်တွားရလမ်းကြောင်းပေါ်ဟာတင်ရှိနေမယ်ဆိုရင်တော့ခုခံမှုဟာအများကြီးရောကျသွားပြီးအလေးထားကိုပိုစောမြဲစေမှာပါခုခံမှုကိုဖြည့်ရှင်းမနေနဲ့ရှော့ချဖို့ဒီပန်းရှာပါကျွန်တော်တို့ဟာအသားစီးတွေကိုအားသိမိကြော်ဖြတ်ဖို့ကြိုးစားမဲ့အစားခုခံမှုနည်းသွားအောင်လုပ်နိုင်တဲ့ဒီလန်းတွေကိုရှာဖွေနိုင်ရင်ဘဝကပူလွယ်ပူသွားပါလိမ့်မယ်လေးထကောင်းတွေတိစောက်တဲ့နေရာမှာမှတ်ထားရမယ့်အချက်တစ်ချက်ကအကြည့်ကောင်းတွေအတွက်ခုခံမှုကိုရှော့ချပါလောက်ရတာပိုလွယ်အောင်ပိုဆင်ပြေအောင်ဖန်တီးပါအကြည့်စိုးတွေအတွက်ခုခံမှုကိုမြင့်တင်ပါလောက်ရတာခက်ခဲတော့အောင်အသားစီးတွေထဲတာပါအကြည့်ကောင်းတွေအတွက်ခုခံမှုကိုရှော့ချပါလောက်ရတာပိုလွယ်အောင်ပိုဆင်ပြေအောင်ဖန်တီးပါပတ်ဝန်းကျင်ကိုကြိုးနဲ့ပြင်ဆင်ထားခြင်း priming the environment ဒါကတော့အလုပ်တစ်ခုကိုစားလုပ်တော့မယ့်အချိန်မှာအစဉ်အသင့်ဖြစ်နေအောင်ပတ်ဝန်းကျင်ကိုကြိုးသိပြင်ဆင်ထားတာပါဥပမာမနက်ဖြန်မနက်မှာလက်ကျန်လုပ်ပြဖို့အတွက်ဒီညကလေးကအားကစားဝတ်စုံနဲ့ဖနက်ကိုအစင်းနဲ့ထုတ်ထားတာမျိုးပေါ့အနာဂတ်အတွက်လမ်းခင်းပေးခြင်း environment automation တည့်ရပတ်ဝန်းကျင်ကိုကြိုတင်ပြင်ဆင်ထားခြင်းအဖြစ်နောက်တစ်ချိန်မှာတင်လောက်မဲ့ပြုမှုတွေအတွက်ခုခံမှု friction ကိုရှေ့ချနိုင်ပါတယ်ဥပမာအဖြစ်မနက်ဖြန်မနက်မှာလက်ကျန်လုပ်ဖို့အတွက်ဒီညကလေးကအားကစားဝတ်စုံကိုအသေးထုတ်ထားပါဒါမှအဲ့ရနိုးတာနဲ့စဉ်းစားနေစရာမလိုပဲတမ်းပြီးလှုပ်ရှားနိုင်မှာပါပိုပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့မနက်စာချက်စားကြည့်ရင်ညကလေးကဒေအိုးကိုမြူးဖို့တင်ထားပါစီဘူးကိုစင်ပေါ်မှာစင်တိချထားပြီးလိုအပ်တဲ့ပါဝင်ပစ္စည်းတွေကိုကြိုပြင်ထားပါဒါတွေဟာနောက်တစ်နေ့မှတင်လုပ်မဲ့အလုပ်တွေအဟအသားမှန်တွေများကိုကြိုတင်ဖယ်ရှားပေးလိုက်တာဖြစ်ပါတယ်2 မိနစ် new the 2 minutes rule အလုပ်တွေကိုအ
ချိန်ဆွဲနေတဲ့ကြစ်ကိုဖျောက်ဖို့နဲ့အလေးထားတစ်တွေတိစောက်ဖို့အတွက်2မိနစ်နီးဥတွေကိုသုံးနိုင်ပါတယ်ဒီနီလန်းကကြီးမားတဲ့အောင်မြင်မှုတွေစီဥတည်သွားစေမဲ့အလေးထားတစ်သေးလေးတွေကိုစတင်ပေးတာပါတင်လောက်ကျင်တဲ့အလေးထားကြီးကို2မိနစ်သွင်းပြီးနိုင်မဲ့အသေးစား version တစ်ခုဖြစ်ပြောင်းလဲလိုက်ပါမာရသွန်ပြေးဖို့စိတ်ကူးမဲ့စားပြေးဖက်စီပြီး2မိနစ်လောက်အကျိုးလျှော့မယ်ဒီနေ့တနာကြီးစာဖတ်ဖို့ကြိုးစားမဲ့စားစာသမမျက်နှာပဲဖတ်မယ်ဒီနေရာမှာအဓိကကအဲ့ဒီအလေးထားကိုတေဘဝမှာအလေးထားတစ်ခုကိုမမုန်းမှန်ခင်မှာကြောက်ချမိသွားဖို့ပါပဲ